အပြောင်းရွှေ့တဲ့များ Rashford ကိုအလဲထပ်လို့ရန် Man U စီစဉ်နေပြီး ဘာစီလိုနာကျေပွင့်ကို Ronaldo မျက်စိကျနေ။ဥရောပဘောလုံးလောကရဲ့အပြောင်းရွှေ့တဲ့တွေထဲမှာ Martin Odegaard, Rafinha, Rafael Leão, Alisson နဲ့ Julian Alvarez တို့လိုနာမည်ကြီးကစားသမားတွေရဲ့တဲ့တွေကအခုရပိုင်းမှာအတော်လေးရေပန်းစားနေပါတယ်။ Man U ရဲ့အလဲထပ်အစီအစဉ် AC Milan တိုက်စစ်မှု Rafael Leão ကိုခေါ်ယူဖို့ကြိုးစားနေတဲ့ Manchester United ဟာအသင်းကစားသမားတဦးကိုအလဲထပ်အဖြစ်ကန်လန်းဖို့စဉ်းစားနေပါတယ်။ရှေ့ပြေးသတင်းတွေအရ Joshua Zirkzee ကိုအမည်တက်နေကြပြီမဲ့မီလန်ဘက်ကတော့ Marcus Rashford ဒါမှမဟုတ် Manuel Ugarte တို့ကိုပိုပြီးစိတ်ဝင်စားနေတယ်လို့ Gazzetta dello Sport ကဖော်ပြထားပါတယ်။ အာဆင်နယ်မှာအပြောင်းလဲဖြစ်နိုင်တဲ့ Odegaard ရဲ့အနာဂတ်အာဆင်နယ်အသင်းကောင်းဆောင် Martin Odegaard ဟာမီကယ်အာတီတာရဲ့လက်အောက်မှာမယောင်းရစရင်းထဲမှာမပါဝင်တော့ဘူးလို့သတင်းတွေထွက်ပေါ်နေပါတယ်။အသင်းရဲ့နီးစနစ်ပိုင်းနဲ့ခေါင်းဆောင်မှုပိုင်းမှာအရေးပါတဲ့ဒီကစားသမားကို Inter Milan နဲ့ Aston Villa တို့ကစောင့်ကြည့်နေကြပါတယ်။ Man U ရဲ့ခံစစ်နဲ့ကွင်းလေပြစ်မှတ်များChelsea နောက်ခံလူ Marc Cucurella အတွက် Man U က$80.2 သန်းယူရိုတန်း60အထိပေးချေဖို့အသင့်ရှိနေပါတယ်။ Real Madrid ကွင်းလေလူ Chouameni ကိုခေါ်ယူချင်ရင်တော့ Liverpool နဲ့ Man U တို့အနေနဲ့$93.6 သန်းနေရာ$5.3 သန်းအထိအသုံးပြုရဖွယ်ရှိနေပါတယ်။ လီလီအသင်းရဲ့လူငယ်ကျယ်ပွင့်အာယုပူအာဒီကိုခေါ်ယူဖို့အတွက်လေအာဆင်နယ် Bayern Munich တို့နဲ့အပြိုင် Man U ကကြိုးပမ်းနေပြီး Sir Alex Ferguson ကိုပါအသုံးပြုပြီးစီးဆုံးသွားဖို့စီစဉ်နေပါတယ်။ Liverpool ရဲ့ Alisson ကို Juventus ချင်းကပ်Juventus အသင်းရဲ့ Alisson ကိုခေါ်ယူဖို့ပထမကြိမ်ကြိုးပမ်းမှုကို Liverpool ကပိတ်ချခဲ့ပါတယ်။ဒါပေမဲ့ Brazil ကိုသမားကိုယ်တိုင်ကအသင်းပြောင်းဖို့စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်နေတော့လေ Liverpool ကတော့သူတို့ရဲ့နံပါတ်1ဂိုးသမားကိုဆက်ထိန်ထားချင်နေပါတယ်။ဘာစီလိုနာရဲ့အပြောင်းလဲနဲ့ Ronaldo ၏ El Nassr Rafinha Saudi ကလပ်တွေရဲ့မတ်မောစရာကန်လန်းမှုတွေကြောင့်ဘာစီလိုနာဟာ Rafinha ကိုဒီနွေရာသီမှာရောင်းချဖို့အလေးနဲ့စဉ်းစားနေပါတယ်။ Cristiano Ronaldo ရဲ့ El Nassr အသင်းဟာပြီးခဲ့တဲ့နှစ်က$105.3 သန်းနဲ့ကန်လန်းခဲ့ရမှာပယ်ချခံခဲ့ရပေမဲ့အခုအခါမှာတော့တကြော့ပြန်စိတ်ဝင်စားလာခဲ့ပါတယ်။ Fermin Lopez နီးပြ Hansi Flick ကသဘောမကျပေမဲ့ဘာစီလိုနာဟာ Bastoni နဲ့ Julian Alvarez တို့ကိုခေါ်ယူဖို့ရန်ပုံငွေရှာတဲ့အနေနဲ့ Fermin Lopez ကိုယူရိုတန်း100နဲ့ရောင်းချဖို့စဉ်းစားနေပါတယ်။အခြားသတင်းတိုများChelsea ကနေ Bayern Munich မှာအငှားသွားကစားနေတဲ့ Nicolas Jackson ဟာ Juventus ဒါမှမဟုတ် AC Milan ကိုပြောင်းရွှေ့ဖို့ရှိနေပါတယ်။ Arsenal လူငယ်ကျယ်ပွင့် Miles Lewis Skelly ကို Atletico Madrid ကစိတ်ဝင်စားနေပြီ။ Arsenal သတ်မှတ်ထားတဲ့ဈေးနှုန်း$58.5 သန်းကြောင့်တွန့်ဆုတ်နေပါတယ်။ Manchester City ကနေ Bernardo Silva နဲ့ John Stones တို့ထွက်ခွာမဲ့သတင်းတွေအပြီးမှာ Nathan Ake ကလည်းအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေပြီး AC Milan ကခေါ်ယူဖို့ရည်ပန်းစားနေပါတယ်။မီတရက်နေ့အတွက်မနက်ခင်အပြောင်းရွှေ့သတင်းများပဲဖြစ်ပါတယ်။အားလုံးပဲခုတ်လက်